ရေနန်းတော်လို့လူပြောများတဲ့အုတ်ရိုးအကြောင်းတမိုင်းမှန်ပေါ်ပြီးငလျင်လှုပ်ပြီးနောက်အင်းဝမှာရေနန်းတော်ပေါ်တယ်ဆိုတဲ့ကိစ္စဟာဒီနေ့ခေတ်ဆိုရှယ်မီဒီယာပေါ်မှာတော်တော်နာမည်ကြီးနေတဲ့ကိစ္စဖြစ်ပါတယ်။နန်းတော်လို့ယူဆရတဲ့အဆိုပါအုတ်ရိုးကြီးကိုမဲနုအုတ်ကျောင်းရဲ့အရှိမြောက်ဘက်ကျုံအပြင်ဘက်အေယာဝတီမြစ်ဘေးမှာရွာသားတွေကစတင်တွေ့ရှိခဲ့တာဖြစ်ပြီးမြကြီးအကြောင်းတွေကနေအင်မတန်ကြီးမားတဲ့အုတ်ရိုးကြီးတစ်ခုထိုးထွက်နေတာမို့လို့အားလုံးကစိတ်ဝင်စားခဲ့ကြတာပါ။အမည်မဖော်လို့သူရွာသားတစ်ယောက်ကလည်းဒါဟာအင်းဝဘရင်နန်းကောင်ဆန်ပြောခဲ့တဲ့ရေနန်းဗိမာန်ကြီးဖြစ်ကြောင်းကိုပါဇက်ပြောနဲ့ထင်ကြေးပေးခဲ့ပါသေးတယ်။ဒါကြောင့်သက်ဆိုင်ရာရှေးအောင်သုတေသနအဖွဲ့တွေကတွားရောက်လေ့လာခဲ့ကြပြီးအဲ့ဒီအခါမှာတော့အဆိုပါမြေအောက်ကပေါ်လာတဲ့အုတ်မျိုးရိုးကြီးဟာရှေးတုန်းကဖျားငယ်တဆူရဲ့ရှစ်ပတ်လည်ပနတ်ကုံဖြစ်ကြောင်းသိခဲ့ရပါတယ်။ဒါပေမဲ့လည်းလက်ရှိမှာတော့ဒီမျိုးရိုးနဲ့ပတ်သက်တဲ့တိကျတဲ့ထုတ်ပြန်ချက်ကိုအစိုးရဆိုင်ရာရှေးသုတေသနအဖွဲ့ကကြေညာခြင်းမရှိသေးတာမို့အားလုံးကထင်ကြေးတွေသာဖြစ်နေပြီးဘသူအဖေခေါ်ရမှန်းမသိစကားလုံးတွေအားလုံးဟာလည်းဖောင်းပွားလို့နေပါတယ်။ဘလို့ပဲဖြစ်ဖြစ်ငလျင်တန်းကြောင့်အင်းဝတထုံစတဲ့အမွေနှစ်အားလုံးပျက်စီးသွားချိန်မှာအားတက်စရာနောက်ထပ်အမွေနှစ်တစ်ခုထပ်မံပေါ်ပေါက်လာတာမို့လူကြီးမင်းတို့လည်းအားလုံးသိပြီးဝမ်းသာနိုင်အောင်ဒီဗီဒီယိုလေးကိုဝိုင်းရှယ်ရင်ဒီမျိုးရိုးကြီးကဘာဖြစ်နိုင်လဲဆိုတာကွန်မန့်မှာဝိုင်းရေးပေးခဲ့ကြပါအောင်ခင်ဗျာနာမည်မှာနုပါဖို့မပြောနဲ့ပါဇက်ကနေနုဆိုတဲ့စကားလုံးရောင်ပြီးတော့ထွက်လို့ရှိရင်တော့မင်းကအသက်ခံရနိုင်တယ်တာမန်မိသားစုဘဝကဆင်းသက်လာပေမဲ့တနေ့မှာအေယာဝတီမြစ်ထဲရေစင်းချိုးနေတဲ့အချိန်သူ့ရဲ့ထမေကိုစုံတကောင်ကခြီသွားပြီးတော့တိုက်ဆိုင်မဲ့အဲ့ဒီထမေကနန်းတော်ရဲ့အမိုးမှာသွားပြီးတော့ချိတ်နေအဲ့တော့ဘရင်ကတီးကိုတော်တော်အသေးပေါက်ပြီးတော့ဒီထမေကဘသူထမေလဲပိုင်ရှင်ကိုရောက်အောင်ဖမ်းဆိုပြီးတော့အဲ့လိုကနေပြီးတော့နန်းတော်တွေကိုရောက်လာဘာကြီးတို့ဖျားနန်းတက်လာတဲ့အချိန်မှာသူ့ကိုသဘောကျပြီးတော့မိဖုရားအရာပေးတယ်မိဖုရားတွေထဲမှာသူ့ကိုအချစ်ဆုံးဖြစ်တော့ရွှေတက်တိုက်လုံးပေးထားရတဲ့အထိဘရင်ကမြောက်စားတယ်ဘရင်ကမြောက်တော့တည့်ရတဲ့အတိုင်းပဲသူကငကိုတွေကလာတဲ့မိသားစုကတော်တော်လေးဆင်းရဲကြတော့နန်းတော်ထဲမှာသူတယောက်ပဲဇယိုက်ဆန်တယ်တော်တော်လေးလဲရိုင်းပြတယ်မာမာနလည်းထောင်လွှားတယ်ဆွမ်းနာကျွန်တော်ပြောခဲ့သလိုပဲသူ့နာမည်ကိုဘယ်သူမှတတိုင်းပြည်လုံးကမှဲ့ခွင့်မရှိဘူးနာမည်ကနေနုဆိုတဲ့စကားလုံးထွက်လို့ရှိရင်တော့အဲ့လူကအားလုံးပဲမင်္ဂလာပါဖြိုးရဲ့ channel လေးမှာပြန်လည်ကြိုဆိုပါရစေဖြိုးဒီနေ့တက်ဆက်ပေးလိုက်တဲ့အကြောင်းအရာလေးကတော့အင်းဝရေနန်းတော်ကြီးစတင်တူဖော်နေတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားရင်ဗီဒီယိုလေးအောက်မှာ comment လေးဖြည့်သွားကြပါအောင်เนาะဖြိုးရဲ့ channel လေးမှာဘူးတူတိုင်နဲ့ဟာတာတွေအများကြီးတက်ဆက်ပေးသွားမှာမို့လို့ဖြိုးရဲ့ channel လေးကို like and subscribe နှိပ်သွားကြအောင်မေ့ပါနဲ့เนาะအားလုံးပဲ